ဒီနေ့ကတော့ကျွန်တော်လူရှင်းတာနဲ့ကျွန်တော်ဘယ်လောက်တောင်မြောက်ကြတာလဲဘယ်လောက်တောင်စောတာလဲဆိုတော့ကြည့်လိုက်တော့တစ်ချက်လူတွေမြောက်ကြလဲဆိုတော့တစ်ချက်ခုံနေလဲတယ်တွေးပြီးပြန်လာတယ်ဘာညာပေါ့ဘာလို့မှမသိတာဂျုံမဲထိုးလိုက်တယ်ရှော့ကွီးနေထူးနိုင်ပေါ့နေထူးနိုင်ရင်တပည့်တစ်ချက်ထိုးတစ်ချက်နာတစ်ချက်ထိုးတစ်ချက်နာပဲရတယ်ဂျုံမထိုးကကြတော့ခေါင်းတွေလည်းမူးတယ်ဒါတော့နာပြီးထိုးတာမလို့ဇက်တိုက်ဆိုသေးပြီရုပ်ကိုလည်းကြည့်အောင်မူးပါတယ်ရောပြီးတော့နောက်ထပ် professional ဘက်မှာသွားလိုက်တယ်အဲ့လို wall တက်တယ်ဒီမှာပြောချင်တာကခုနကကျွန်တော်ခုံခဲ့တဲ့အမဲအောင်ထွန်းပေါင်းလေးနဲ့ဒီအခုလက်ရှိခုံလေးရဲ့အနီအောင်ထွန်းပေါင်းလေးကမတူဘာမတူလဲဆိုတော့ပြမယ်ဒီအနီအောင်ထွန်းပေါင်းလေးကကြတော့သူကအား3ရင်3လောက်မြင်တယ်ဒါပေမဲ့တခြားဝန်ထမ်းတွေကတော့ခုံရဲတယ်လို့ရဲတယ်ကျွန်တော်အဲ့လောက်မခုံရဲဘူးမခုံရဲတဲ့အတွက်အားနည်းနည်းပဲ3တော့နည်းနည်းပဲမြင်တယ်နောက်ထပ်လေးဒီလိုဘယ်လိုလေးထိုင်ဖို့ရှိရမလို့ကျွန်တော်အားပေးကြအောင်တော့အခုမှဆက်လို့တာမလို့အမားပိုင်ခွင့်လုပ်ပေးပါနော်ဗီဒီယိုအစားဆုံးကြည့်ရှုပေးလို့လည်းတူတယောက်ချင်းကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကတော့ကျွန်တော်လူရှင်းတာနဲ့ကျွန်တော်ဘယ်လောက်တောင်မြောက်ကြတာလဲဘယ်လောက်တောင်စောတာလဲဆိုတော့ကြည့်လိုက်တော့တစ်ချက်လူတွေမြောက်ကြလဲဆိုတော့တစ်ချက်ခုံနေလဲတယ်တွေးပြီးပြန်လာတယ်ဘာညာပေါ့ဘာလို့မှမသိတာဂျုံမဲထိုးလိုက်တယ်ရှော့ကွီးနေထူးနိုင်ပေါ့နေထူးနိုင်ရင်တပည့်တစ်ချက်ထိုးတစ်ချက်နာတစ်ချက်ထိုးတစ်ချက်နာပဲရတယ်ဂျုံမထိုးကကြတော့ခေါင်းတွေလည်းမူးတယ်ဒါတော့နာပြီးထိုးတာမလို့ဇက်တိုက်ဆိုသေးပြီရုပ်ကိုလည်းကြည့်အောင်မူးပါတယ်ရောပြီးတော့နောက်ထပ် professional ဘက်မှာသွားလိုက်တယ်အဲ့လို wall တက်တယ်ဒီမှာပြောချင်တာကခုနကကျွန်တော်ခုံခဲ့တဲ့အမဲအောင်ထွန်းပေါင်းလေးနဲ့ဒီအခုလက်ရှိခုံလေးရဲ့အနီအောင်ထွန်းပေါင်းလေးကမတူဘာမတူလဲဆိုတော့ပြမယ်ဒီအနီအောင်ထွန်းပေါင်းလေးကကြတော့သူကအား3ရင်3လောက်မြင်တယ်ဒါပေမဲ့တခြားဝန်ထမ်းတွေကတော့ခုံရဲတယ်လို့ရဲတယ်ကျွန်တော်အဲ့လောက်မခုံရဲဘူးမခုံရဲတဲ့အတွက်အားနည်းနည်းပဲ3တော့နည်းနည်းပဲမြင်တယ်နောက်ထပ်လေးဒီလိုဘယ်လိုလေးထိုင်ဖို့ရှိရမလို့ကျွန်တော်အားပေးကြအောင်တော့အခုမှဆက်လို့တာမလို့အမားပိုင်ခွင့်လုပ်ပေးပါနော်ဗီဒီယိုအစားဆုံးကြည့်ရှုပေးလို့လည်းတူတယောက်ချင်းကိုကျေးဇူးအများကြီးတင်ပါတယ်